ယ်ဘောကလေတတိယပါဒီလိုငရမ်းကြောက်တယ်ဆိုတာလေငယ်တော့ဆိုရင်အမေကအကန့်အသတ်နဲ့ကြွေးတာဒီလိုငရမ်းကြောက်တယ်ကိုစီလေးစိမ်းဘဝကြီးမှာစားချင်တာငရမ်းကြောက်ဖို့တဲ့စီလေးစိမ်းရည်နွေးချမ်းလေးနဲ့အဖေကြီးတောက်တယ်လို့တောက်ချင်အေးရမှာဒါမိခဲ့ရသူ့ရဲ့ချစ်လာစားတော့ယောက်ျားကိုပဲအခုလိုမျိုးဒီစီလေးစိမ်းကြွေးတာဘူးတော့ကိုကတော့အိမ်အောင်ကြတော့ချစ်လာတော့ယောက်ျားကိုပြန်ကြွေးတာဒီတက်မှာလည်းမချောက်ဖို့လေးအဝစားဆိုတော့ဒီငချောက်ခွဲဖို့လေးနဲ့ရင်းလေးနဲ့တောက်နေတော့အမေးစီမှာဆိုရင်လေအယိုးပဲစားရင်းနာတယ်သူ့ရဲ့ယောက်ျားကိုဒီလိုမျိုးအသားတွေကိုစီစိမ်ပြီးကြွေးတာသားသမီးနဲ့မိပါတော့ယောက်ျားကိုဒီငရောက်ငချောက်ဖို့လေးရတော်တော်ကောင်းတယ်ကြာဒါလေးဝယ်လာတာဘယ်လောက်လဲ1900ပဲရှိတယ်တော်တော်ဒါနော်ဒါဒါဆိုရင်ဒါကိုဘယ်နှချိန်မြောက်လဲဒါဒုတိယခေါက်နော်ဒီလိုအပြားကိုဒါဒုတိယခေါက်กินတာဟိုစိန်လိုက်တဲ့ဟာပေါ့နော်ဒီလိုအပြားမျိုးဒီမှာအများကြီးပါလေကြည့်ဒီမှာသူ့ရဲ့တပြားဟာကိုပြမယ်နော်ဒါကျမနှစ်ပြားစားပြီးတော့မကြစီနေတာမဟုတ်ဘူးကြီးပဲအဲ့ဒါကိုအဲ့လိုဖွာတာလားဟလားဖွာပြီးတော့စားတာလေဒီလိုမျိုးလေးတွေမျိုးလေးရကြည့်တကယ်စားကောင်းတယ်တအားကိုပေါ့တယ်ဒီမှာသူနော်ကြော်ညာကမပေးရဘူးနော်ကြော်ညာကမရဘူးသူကဘာလဲတူမူလားတဲ့လားစီလီမှာရှိတယ်တူမူတကယ်ကောင်းတယ်ဝယ်စားကြည့်ပါဒါလေး1900ဆိုဝယ်သိလား2000ပဲထားပါတော့ကောင်းတော်ညာဟိုက်စားနော်အဲ့လိုကိုလိုမျိုးပဲဘဝကြီးမှာ trauma လေးရှိရတူကြတယ်နော်အခုချိန်1900 2000ကဘာမှမရှိဘူးသိလားဝယ်စားပြဟုတ်ပါကိုရီးယားငယ်တော့မစားခင်ရတဲ့ဟာတွေအကုန်လုံးအခုချိန်မှာကိုပေါ့ကိုဟာကို treatment တွေပေးပြီးအကုန်ဝယ်စားတာငယ်တော့ဆိုဘာစားအကန့်အသတ်နဲ့စားတာဝတ်သားတို့ချက်သားတို့ကျွေးရင်3တော့ဟင်းကုန်ရင်မရတော့ထမင်းကုန်ရင်ရမယ်မလီအဲ့လို system နဲ့သွားတာအခုတော့ကိုအောင်ဒီနွေးချမ်းလေးယောက်ျားအကိုဘဝကြီးတိုင်စားနေအဲ့ဒါလေးလာပြောပြရတာကြော်ညာကမပေးရဘဲနဲ့ကြော်ညာပေးရပါနော်တဒါ